Wow, so see. နေပိုင်ကြောင်းနေတယ်မြူတွေအုပ်ဆိုင်နေတဲ့တောထဲမှာတယောက်တည်းပင်ဂူမင်ဟိုရှယ်ပဲစီတော့ပြန်မှာဖြစ်ပါတယ်ကြည့်မြူတွေတောလုံးတောင်လုံးတယောက်တည်းစီဖြန်းမယ်ခြံလက်ကြည့်မယ်ခြံဘယ်လိုနေထားလဲဆိုတာတစ်ချက်အရှိုးကြည့်ပေါ့ only one oh, shit ဒါတော့လက်ဖက်ခြံပေါ့Wow စိုက်ကင်းတော့ရောက်နေပြီစိုက်ကင်းထဲမှာလည်းမြူတွေထားမြူတွေဒါမနဲ့စောကြီးပဲရှိပါသေးတယ်မနဲ့6နာရီအချိန်ပေါ့တတ